ကိုဝင်းထိန်မင်းရတယ်ချမ်းသာလိုက်တာကွာတထေးသားလားကွာကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရွာမှာစားရမယ်တောက်ရမယ်ဆင်းရဲလွန်းလို့ငါဒီတိုင်းတော့မနေဘူးကွာတထေးဖြစ်အောင်ကြိုးစားမယ်ကွာဆိုပြီးတော့ရန်ကုန်ဆင်းလာပါဆရာကားစီးသွားတော့ကားကပေးစရာမရှိလို့စပယ်ယာကကန်ချမယ်ငရင်ရိုက်မယ်တကယ်ကဲလုံးမနေရှ िख ိုးဦးတွေတောင်းမှန်ရတလန်းလုံးကျွန်တော်ခိုင်းမှခမလောက်ပါတကယ်လဲခိုင်းပါတယ်ဆရာတလန်းလုံးကျွန်တော်လောက်ရဘာမှမလုပ်တော့ပါဘူးဖင်ပေါ့တယ်အတွက်ကမရှိလောက်တယ်ဒရိုင်ဘာကမြင်တယ်ဒီကလေးမဆိုးဘူးရန်ကုန်ရောက်ပြီမင်းဘယ်သွားမလဲကျွန်တော်သွားเสียနေရာမရှိပါဘူး။အော်မင်းတော့ဒုက္ခရောက်တော့မယ်ကောင်မဲ။ကဲဒီလိုလို့ငါကားမှမင်းကုန်ထမ်း။ညကြတော့ဒီကားကိုစောင့်ပြီးတော့အိပ်ပေါ့ကွာ။ဟာဟန်ကြလိုက်တာအလုပ်လေးရပြီ။အိပ်เสียကြောခင်းမှုနေရာရ။ဒရိုင်ဘာကလည်းဟန်ကြညာတိုင်းကားဆောင်ပတ်စံပေးနေရ။ပတ်စံမပေးရတော့လကားခိုင်းလို့ရ။အဲ့ဒီကောင်ကဗျာစပယ်ယာကိုနင်းပေးနှိပ်ပေးဒရိုင်ဘာကိုနင်းပေးနှိပ်ပေးလက်ဖေးဆိုပြေးဝယ်လိုက်ဆေးလိတ်တို့လေးကောက်ကင်တာနဲ့မီးပြေးချစ်ပေးဒရိုင်ဘာစပယ်ယာနောက်ပြီးချစ်သွားနောက်တော့စပယ်ယာဒီပြင်ကားပြောင်းသွားဒီကောင်ယာရုတက်သွားစပယ်ယာဖြစ်သွားစပယ်ယာဖြစ်တော့လည်းသူ့ဆရာကိုယူသေးတော့ဆရာကချစ်တာနဲ့ကားမောင်းတင်ပေးကားရေဆဲကြီးအောင်ကွာကားစီထုတ်ချီကွာမောင်းတက်သွားတော့လိုင်စင်လို့သူတို့ဆရာကားတစ်ထောင်တော့ဒရိုင်ဘာအမခံပြောပြတာနဲ့ဒီကောင်ဒရိုင်ဘာဖြစ်ဟိုကောင်စပယ်ယာကစပယ်ယာတိုင်းမကြံခဲ့တယ်နော်သူဒရိုင်ဘာဖြစ်တဲ့ခါကျတော့ရတဲ့ငွေကိုမတော့မစား900ဆဲလိုက်တော့မတုံဆွဲဘူးစုထားငွေကလေးချစ်ပါသိကားပြည့်ရင်သူများလိုဝါရှော့ထိုးပြီးတော့လက်ဖေးဆိုင်မသွားဘူးကားတန်ရောစင်နဲ့ဘေးကထိုင်ကြည့်ဘာဖြစ်လို့ပြတ်တာလဲပြဘယ်လိုလုပ်လို့ကောင်းသွားတာလဲအဲ့ဒီပစ္စည်းထည့်ရတာဘာပစ္စည်းလဲတစ်ခါပြတ်တော့တစ်မျိုးတက်10ခါပြတ်တော့10မျိုးတက်အဲ့ဒီမှာရင်နောက်တော့ကားကောင်းကောင်းပြင်တက်သူစုမိတဲ့ငွေကလေးနဲ့ဝါရှော့ကလေးထောက်ကြည့်အောင်သူ့ဆရာကဒရိုင်ဘာမှကြံခဲ့ပြီဝါရှော့သေးသေးလေးရနေချိန်မှန်နေကွာလောက်တာကောင်းနေကွာဆက်ဆံရေးပြင်းလေတယ်ကွာအတ္တများတော့ဝါရှော့ကြီးဖြစ်အခုနောက်ဆုံး10ဘိန်းကားကြီးတွေဘော်ဒီရိုက်ရောက်တာကားတစ်စင်းကို390ရကိုဝင်းထိန်တထေးဖြစ်သွားတာပဲသူဆရာဒရိုင်ဘာကဒီတိုင်းပဲကြံခဲ့သူကတထေးဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်ထားတာကိုဘယ်ရက်လို့ရမလဲကျွန်တော်တို့ရည်မှန်းချက်မြင့်မြင့်မားမားထားစမ်းပါ